အားလုံးပဲမင်္ဂလာပါတကြနီကနေကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှာလဲ GLPT M4 level မင်းနာနော်ညီဟွန်ကိုဖတ်စာအုပ်သင်ရိုးတွေကသင်ခန်းစာ20 lesson 27ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီခါမှာတော့သင်ခန်းစာ20ရဲ့ဒုတိယပိုင်းလေးကိုလေ့လာမှာပေါ့နော်ဆိုတော့ခါနိုးခဲလေးတွေလေ့လာခဲ့ပြီးသွားပြီနောက်နံပါတ်2မှာအဲ့ဒီခါနိုးခဲလေးတွေခါနိုးတိုးရှိလေးတွေကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတာကိုလေ့လာတော့မှာပဲဖြစ်ပါတယ်ဆိုတော့တစုံတစ်ယောက်ကတစ်ခုခုကိုလုံနိုင်စွမ်းရှိတဲ့အခါမှာသို့မဟုတ်အခြေအနေတစ်ခုခုမှာပေါ့နော် action တစ်ခုခုကလုံနိုင်ခြေရှိတဲ့နေရာမှာဒီလိုခါနိုးခဲလေးတွေခါနိုးတိုးရှိလေးတွေနဲ့ဖော်ပြပါတယ်ပြီးရင်သူကလှုပ်ဆောင်ချက် action ကိုဖော်ပြတဲ့ pattern မျိုးမဟုတ်ဘဲနဲ့အခြေအနေပေါ့နော် state တစ်ခုကိုဖော်ပြတဲ့စကားလုံးဖြစ်တဲ့အတွက်သူ့ရဲ့ object နဲ့ particle တွဲတဲ့အခါမှာ particle o မသုံးဘဲနဲ့ particle ဂလေးကိုသုံးပြရမှာဖြစ်ပါတယ်ဆိုတော့ခါနိုးခဲလေးနဲ့သုံးတဲ့အခါမှာ o မသုံးဘဲနဲ့ဂလေးသုံးမယ်နော် object နဲ့တွဲတဲ့အခါမှာဆိုတော့ example လေးကိုကြည့်ကြည့်မယ်ဆိုရင်ဝါတာရှိဝနီဟွန်ဂိုအိုဟာနာရှိမတ်ကျွန်တော်ကဂျပန်စကားကိုပြောတယ်ဒါဆိုရင်တို့တွေအရင်က M5 level တုန်းကလေ့လာခဲ့တဲ့ pattern လေးเนาะဆိုတော့ object ကို hanashimasu နေနဲ့သုံးခဲ့တယ်ဆိုတော့ဒီနေ့ခါနိုးခဲခါနိုးဒိုးရှိမှာကကြတော့ဝါတာရှိဝနီဟွန်ဂိုကဟာနာဆေမတ်ဖြစ်သွားပြီเนาะဟာနာရှိမတ်ဆိုတဲ့ yo verb လေးကနေခါနိုးဒိုးရှိဖြစ်သွားပြီเนาะဟာနာဆေမတ်ပြောနိုင်သည်ဖြစ်သွားပြီဒါကြောင့်မလို့နီဟွန်ဂိုအိုမဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲနီဟွန်ဂိုကဖြစ်သွားတယ်เนาะဂျပန်စာစကားကိုပြောနိုင်ပါဂျပန်စာစကားကပြောနိုင်တယ်ဆိုပုံစံမျိုးလေးပေါ့เนาะဆိုတော့နောက်ထပ် example လေးဝါတာရှိဝနီဟွန်ဂိုနိုရှင်ဘွန်အိုယောမီမတ်ကျွန်တော်ကဂျပန်ဘာသာစကားနဲ့သတင်းစာကိုဖတ်တယ်ပေါ့เนาะသတင်းစာကိုဖတ်တယ်ဖြစ်တဲ့အတွက်ရှင်ဘွန်အိုယောမီမတ် pattern လေးနဲ့ရေးထားတယ်ဒါပေမဲ့ဒီနေ့ခါနိုးဒိုးရှိမှာကြတော့ဝါတာရှိဝနီဟွန်ဂိုနိုရှင်ဘွန်ကယောမီမတ်ကျွန်တော်ကဂျပန်ဘာသာနဲ့သတင်းစာကိုဖတ်နိုင်တယ်ဖြစ်သွားတယ်เนาะယောမီမတ်ဖတ်တီကနေယောမီမတ်ဖတ်နိုင်သည်ဖြစ်သွားတဲ့အတွက်ဆိုတော့သူ့ရဲ့အရှိက particle object ရဲ့နောက်မှာဂလေးလိုက်ပေးမယ်เนาะရှင်ဘွန်ကယောမီမတ်သတင်းစာကဖတ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့ဆိုတော့နောက်ထပ် example sentence လေး明日は休みなので家で掃除ができますမနက်ဖြန်ကပိတ်ရက်ဖြစ်တဲ့အတွက်အိမ်မှာတန်ရှင်းရေးလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ဒါကြောင့်မို့ dekimas ဆိုတဲ့ခါနိုးဒိုးရှိလေးနဲ့ soji ဆိုတဲ့ object ရဲ့ကြားထဲမှာ particle လေးကဂထည့်ထားရယ်နော် soji က dekimas တန်ရှင်းရေးလုပ်နိုင်တယ်တိုရှော့ကန်တဲ့ဂိုင်ခိုကူကိုနိုဂျီရှော့ကခါရီရာရဲမတ်စာကြည့်တိုင်းမှာဂျပန်ဘာသာစကားနဲ့ dictionary ကိုငှားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ငှားနိုင်တယ်ငှားလို့ရတယ်ဆိုတော့ခါရီရာရဲမတ်ဆိုတဲ့ခါနိုးဒိုးရှိလေးရဲ့အရှိပြီး object ရဲ့အနောက်မှာ particle လေးကပါလိုက်လေဂလိုက်တယ်ပေါ့နော်။ကဲနောက်တစ်ခု hitori တဲ့ပြောအင်းရဲ့ ikemas က hitori တဲ့ပြောအင်းရဲ့ ikemas ကတယောက်တည်းစေယုံကိုသွားနိုင်ပါသလားတဲ့။အဲဆိုမှာ ikemas ဆိုတာက ikimas ကနေလာတယ်နော် ikimas သွားသည်အဲ့ဒါနေ ikemas သွားနိုင်သည်ပေါ့ဒီမှာကတော့ object မပါတဲ့အတွက်ဂါလီမသုံးဘဲနဲ့ဆိုတော့ direction ပေါ့နော် place a ပုံစံလေးနဲ့သုံးထားရယ်နော်ပြောအင်း ikemas ကစေယုံစီတို့သွားနိုင်ပါသလားအဲ့လိုမျိုးလေးသုံးလို့ရပါတယ်နော်田中さんに会えませんでしたမစ္စတာ田中နဲ့မတွေ့နိုင်ခဲ့ပါဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလေးပါနော် I must တွေ့ဆုံသည်ကနေ I must တွေ့ဆုံနိုင်သည်ဒီမှာတော့မတွေ့ဆုံနိုင်ခဲ့တာဖြစ်တဲ့အတွက် I mustn't မတွေ့ဆုံနိုင်ခဲ့ပါဘူးဆိုတော့ I must ရဲ့ရှေ့မှာကအမြဲတမ်း particle ကနှိလေးလိုက်ခဲ့တယ်လို့ပဲ I must ရဲ့ရှေ့မှာလည်း particle ကနှိလေးလိုက်ထားရယ်နော်ဆိုတော့田中さんに会えませんでしたမတွေ့နိုင်ခဲ့ပါဘူးပေါ့ミラさんは漢字が読めますミラさんがခန်းကြီးကိုဖတ်နိုင်တယ်ဒါဆို yomimas ဖတ်တီကနေ yomimas ခါနိုးဒိုးရှိလေဆိုတော့သူ့ရဲ့ရှေ့မှာ object ပါတဲ့အတွက် object ရဲ့နောက်မှာဂါလေးလိုက်ပေးထားရယ်နော်ခန်းကြီးက yomimas ခန်းကြီးကိုဖတ်နိုင်တယ်သူမို့ခန်းကြီးကဖတ်နိုင်တယ်ပေါ့နောက်တစ်ချောင်းこの銀行でドルが買えられますဒီဘဏ်မှာဒေါ်လာကိုလဲလှယ်နိုင်တယ်ပေါ့နော်ဒါဆိုရင်ခါအဲရာရဲမတ်ဆိုတဲ့ခါနိုးဒိုးရှိလေးသူ့ရဲ့ရှေ့မှာ object လေးပါတဲ့အတွက် object နောက်မှာဂါလေးလိုက်ထားရယ်နော်ဒိုရူကခါအဲရာရဲမတ်ဒေါ်လာကိုလဲနိုင်တယ်ဒေါ်လာကလဲလှယ်နိုင်ပါတယ်လို့ဆိုတဲ့ပဲဒီပေါ့ခေဒါဆိုလို့ရှိရင်တော့ potential verb ပေါ့နော်ခါနိုးဒိုးရှိလေးတွေခါနိုးခဲလေးတွေကိုအသုံးပြုပြီးတော့မှစာကြောင်းလေးတွေကိုလေ့လာနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့နံပါတ်3ပတ်တန်လေးကိုသွားကြည့်မယ် me emas နဲ့ kiko emasဆိုတော့မြင်ရတယ်ကြားရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဒါဆိုရင်ဒီဟာလေးတွေကဘယ်လိုမျိုးလေးတွေအဓိပ္ပာယ်ရှိလဲဆိုရင် mimas ကဒီ verb လေးကိုတို့ရသေးရနော်ကြည့်သည်ပေါ့နော်ဆိုတော့တခုခုကြည့်တာရုပ်ရှင်တွေပါကြည့်တာပေါ့နော်ဒါဆိုကြည့်သည်နောက်ဒီနေ့တို့ရတဲ့
ခါနိုခဲမှာကြတော့မီရာထဲမှာဖြစ်သွားပြီကြည်နိုင်သည်ဒါဆိုတခုခုကပြသနေတဲ့အတွက်ကိုကသွားကြည်နိုင်တယ်ပေါ့နော်အဲ့မှာသွားကြည့်လို့ရှိရင်မြင်နိုင်တယ်ကြည်နိုင်တယ်ဆိုရင်မီရာထဲမှာကြည်နိုင်သည်ဆိုတော့အခုနံပါတ်3ရဲ့သင်ခန်းစာကမီအဲမတ်ကကြတော့မြင်ရသည်ဖြစ်သွားတယ်တော်တော်ကြီးသွားကြည့်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မြင်ကွင်းထဲဝင်လာတာမျိုးဆိုရင်မီအဲမတ်နဲ့သုံးတယ်ပေါ့နော်ဒါဆိုဒီ3လုံးရဲ့ကွဲပြားခြားနားပုံသိပြီနော်မီမတ်ကြည့်သည်မီရာထဲမှာကြည်နိုင်သည်မီအဲမတ်မြင်ရသည်ပေါ့ဆိုတော့အလားတူအတူတူပဲ kikimas ကဒီ verb လေးကနားထောင်သည်ဆိုတဲ့ verb လေးဆိုတော့ဒီနေ့တို့တွေသင်တဲ့ခါနိုဒိုရှိလေးမှာじゃ kikemas ဖြစ်သွားတယ်နားထောင်နိုင်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နောက် kikoemas ကကြတော့သွားနားထောင်တာမဟုတ်ဘဲနဲ့နားထဲမှာကြားနေရတာမျိုးပေါ့ kikoemas ကကြားရသည်ဖြစ်သွားတယ်နော်ဆိုတော့ kikimas နားထောင်သည် kikemas နားထောင်နိုင်သည် kikoemas ကြားရသည်ပေါ့ဒါလေးတွေကို example sentence လေးနဲ့တွားပြီးလေ့လာရအောင်နော်ဆိုတော့ Shinkansen ခါရ Fujisan က見えますဒါဆိုရင် Shinkansen ကနေပြီးတော့ကြည်စံရထားစီကနေပြီးတော့ Fuji တောင်ကိုမြင်ရတယ်နော်見えますဆိုတာကိုကတက်ကြည်သွားကြည့်တာမဟုတ်ဘူး Shinkansen မှာကွက်ကိုပဲထိုင်နေတာကြည်စံရထားမှာကွက်ကိုပဲထိုင်နေတာဒီ Fuji တောင်ရဲ့မြင်ကွင်းကကိုယ့်ရဲ့မျက်စိတွေကိုဝင်လာတာမျိုးပေါ့နော်見えますမြင်ရသည်ဆိုတော့見えますရဲ့ရှိမှာ particle ကကားလိုက်တယ်ပေါ့နော် object က見えますနောက်တစ်ကြောင်3番手ကူကြီးအိုတဲ့တဲ့ရှီရိုဤထားတဲ့မုနိုက見えますဆိုတော့နံပါတ်3ထွက်ပေါက်ကိုထွက်လိုက်ပြီးတော့မှအဖြူရောင်အစာအိုးကမြင်ရတယ်ပေါ့ဒီမှာဆိုရင်နံပါတ်3ထွက်ပေါက်ကိုပဲဒီတိုင်းပဲထွက်လိုက်တာဒါပေမဲ့အဲ့ချိန်မှာအဖြူရောင်အစာအိုးကကိုယ့်ရဲ့မြင်ကွင်းထဲဝင်လာတယ်ဆိုတဲ့ဒီမျိုးပေါ့နော်ဒါကြောင့်မလို့見えますကမြင်ရသည်ဆိုပြီးတော့ဘာသာပြန်တယ်သူရဲ့ရှေ့မှာ object ရဲ့နောက်မှာ particle ကလေးလိုက်ပြီးတယ်ပေါ့နော်နာနီက見えますဒါကြောင့်မို့見えますကဒီလိုပုံစံမျိုးလေးတွေအသုံးပြုတယ်နော်နောက်တစ်ကြောင်ရာဂျီယိုနိုအိုတိုက聞こえますရေဒီယိုရဲ့အတန်ကကြားရတယ်ဆိုတော့တက်ကြီးရေဒီယိုဖွင့်ပြီးသွားနားထောင်တာမဟုတ်ဘဲနဲ့ကိုယ့်အတကိုနေနေတာဒါပေမဲ့ရေဒီယိုအတန်တစ်ခုကြားနေရတယ်ဆိုတဲ့ပဲမျိုးပေါ့နော်ဒါကြောင့်မလို့聞こえますရဲ့ရှေ့မှာလဲ object နောက်မှာ particle ခါလေးလိုက်တယ်聞こえますဆိုတာသွားနားထောင်တာမဟုတ်ဘူးတော်တူကြားရတယ်ဆိုတဲ့ပဲမျိုးပေါ့နော်နောက်တစ်ခုထိုနာရီနိုဟေယာခါရာအွန်ဂါကိုက聞こえますခုနနဲ့အဓိပ္ပာယ်တူတူပဲเนาะဆိုတော့ဘေးခန်းကနေပြီးတော့မှ music အတန်ကိုကြားရတယ်ကိုကဖွင့်ပြီးနားထောင်တာမဟုတ်ဘူးအားထုတ်မှုမထည့်ဘူးဒါပေမဲ့တော်တူနားထဲကိုကြားရတာမျိုးကို聞こえますနဲ့သုံးတယ်သူရဲ့ရှေ့မှာ object ရဲ့နာမ particle ကကားလိုက်တယ်ပေါ့เนาะ聞こえますကြားရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ကဲနောက်ကြအောင်新宿で今黒沢の映画が見られます新宿မှာတဲ့အခုခူရိုဆာဝါရဲ့ရုပ်ရှင်ကိုကြည့်နိုင်တယ်ဒီမှာကကြတော့မီရာရဲမတ်ဖြစ်သွားပြီเนาะမီရဲမတ်မဟုတ်ဘာဖြစ်လို့လဲဆိုတော့ကြည့်နိုင်တယ်ဆိုတော့ကိုကသွားကြည့်ရမှာကိုကအဲ့ဒီ action သွားလုပ်လိုက်ရင်တော့ဟိုမှာကြည့်လို့ရတယ်မြင်လို့ရတယ်ဆိုတဲ့ပဲမျိုးပေါ့เนาะမီရာရဲမတ်ရဲ့အရှိမလဲ object ရဲ့နောက်မှာ particle လေးကလိုက်တယ်ပေါ့เนาะဆိုတော့ကမီရာရဲမတ်ဒါဆိုမီရာရဲမတ်ကကြည့်နိုင်သည်ကိုက action ကိုကစူးစမ်းအားထုတ်မှုလုပ်ပြီးတော့မှကြည့်ရတယ်ဆိုတဲ့ပဲမျိုးပေါ့เนาะနောက်ဟိုကအာဆိုကိုနိုအေကာကန်တဲ့မူခါရှိနိုအေကာကမီရတယ်မှာခုနနဲ့တိပဲတူတူပဲเนาะဆိုတော့ဟိုနာကရုပ်ရှင်ရုံမှာဟိုအရင်ကကားတွေကိုကြည့်နိုင်တယ်ဒါကြောင့်မလို့ကြည့်နိုင်တယ်ဆိုတော့ကိုသွားကြည့်မှဖြစ်တာပေါ့เนาะဆိုတော့သူရဲ့ရှိမှလဲ particle ကားလေးလိုက်ပြီးတယ်ပေါ့เนาะကိုကသွားကြည့်ရတယ်ကိုက action လုပ်တယ်သွားကြည့်ရင်တော့မြင်ရမယ်ဆိုတဲ့ပဲမျိုးလေးပေါ့မီရတယ်မှာကအဲ့လိုမျိုးလေးတွေသုံးပါတယ်ကဲနောက်တစ်ခုဒန်ဝတဲ့တန်ခီယောဟိုကခိခေမတ်ဖုန်းနဲ့မိုးလေဝသခံမှန်းတဲ့ကိုနားထောင်နိုင်တယ်ဒါကြောင့်မို့ခိခဲမဆိုတာကနားထောင်နိုင်တယ်ကိုက action သွားလို့မှကြားရမယ်ဆိုတဲ့ပဲမျိုးပေါ့နော်ဆိုတော့သူရဲ့ရှိမှလည်း particle ခါလိုက်တယ်ခိခဲမနားထောင်နိုင်တယ်ဆိုတော့ဖွင့်ပြီးနားထောင်မှကြားရမှာပေါ့နော်ဆိုတော့နားထဲဝင်လာမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးနောက်ခုစမတ်ဖုန်းတဲ့ 音楽が聴けます smartphone မှာ music ကိုနားထောင်နိုင်တယ်တူတူပဲเนาะခိခဲမတ်နားထောင်နိုင်တယ်ဆိုတော့ကိုကအဲ့ဒီ smartphone ဖွင့်ရမယ်အဲ့ဒါမှအဲ့ music လေးကိုကြားရမယ်ဆိုတဲ့ပဲမျိုးသူရရှိမှလည်း particle ကခါလိုက်တယ်เนาะဆိုတော့ခိခဲမတ်ဆိုတာနားထောင်နိုင်သည်ပေါ့ကဲဒါဆိုလို့ရှိရင်ဒီဟာလေးတွေနားလည်သွားပြီเนาะမီရာတဲ့ mas ခိခဲမတ်နဲ့မီအဲ mas ခိခိုအဲ mas ရဲ့အဓိပ္ပာယ်လေးတွေဒါဆိုရင် pattern number 4လေးကိုလေ့လာရအောင် tekimas ပြီးမြောက်သွားသည်ဖြစ်မြောက်သွားသည်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့เนาะဆိုတော့ပြီးဆုံးသွားတယ်ဖြစ်လာတယ်ပြုလုပ်နိုင်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပါエキノマエに大きいスーパーができましたယထာဘူတာရဲ့အရှိန်မှာစူပါမားကတ်အကြီးကြီးကပြီးမြောက်ခဲ့ပါပြီဖြစ်မြောက်ခဲ့ပါပြီပေါ့နော်ဆိုတော့စူပါမားကတ်ကစောင့်နေတဲ့အခုတော့ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါကြောင့်မလို့ဒကိမတ်တာသူ့ရဲ့အရှိန်မှာလည်း particle လေးကကားလိုက်တယ်ပေါ့နော်သူ့ရဲ့အရှိ object ရဲ့အနောက်ပေါ့နော်နောက်တစ်ခုကထိုခဲနိုရှူရီဝါအစ်ဒကိမတ်ကဆိုတော့နိုင်ကိုပြင်တာကဘယ်တော့ပ
ပြီးမြောက်မှာလဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော် Dekimasu ဆိုတာကပြီးမြောက်မှာလဲပေါ့ဒီမှာတော့သူ့ရဲ့အရှိမက WHEN1 pattern လေးသူ့ရဲ့အရှိမ WHEN1 နဲ့မေးထားတဲ့အတွက် particle ဂါလေးတော့မလိုက်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ Dekimasu ဆိုတာကဖြစ်မြောက်သည်ပြီးမြောက်သည်လှုပ်ဆောင်နိုင်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တက်ရောက်ပါတယ်နောက် pattern number 5 လေး shika ကသူကဒါခဲနဲ့အဓိပ္ပာယ်တူတူပဲဒါမျှတာဆိုတဲ့ပုံစံမျိုးလေးပေါ့နော်သူ့ရဲ့နောက်မှာ negative verb လေးတွေလိုက်တယ်ပေါ့နော်ဥပမာ noun တို့သို့မဟုတ် counting တို့အဲ့တခုခုရဲ့နောက်မှာကပ်ပြီးတော့သုံးတယ်နော်ပြီး negative အဓိပ္ပာယ်နဲ့လိုက်ပြီးတော့မှမလုံလောက်ခြင်းတွေကိုဖော်ဆောင်ပါတယ်တဲ့ example sentence လေးဖတ်ကြည့်ရအောင်ယောမကြီးကခါခဲမဆန်ဒါဆိုရင်ယောမကြီးပဲရေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီမှာရှိကဆိုတာကဘဲဆိုတဲ့အဓိပ္ပာယ်မျိုးခါခဲမဆန်ဆိုတာအနောက်မှာnegative နဲ့ရေးထားပေမဲ့တို့တွေကဘာသာပြန်တဲ့အခါမှာအဲ့လောက်ပဲရေးနိုင်တယ်ဆိုပြီးတော့ဘာသာပြန်မယ်နော်နောက်တစ်ခု yakuan shika arimasan ရန်တရားပဲရှိတယ်နော်ဆိုတော့ဒီမှာလဲရှိကနောက်မှာ arimasan ဆိုတဲ့ negative လိုက်ထားတယ်ဒါပေမဲ့ဘာသာပြန်လို့ရှိရင်အဲ့ဒီဟာပဲရှိတယ်လို့ဘာသာပြန်ရမယ်နော်ဆိုတော့ရှိကရဲ့အဓိပ္ပာယ်လေးကအဲ့လိုမျိုးလေးပေါ့နော်ရှိကပြီးရင်နောက်မှာ negative နဲ့ပတ်သက်တဲ့ verb လေးလိုက်တယ်အဲ့ဒါလောက်ပဲဖြစ်တယ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ဘာသာပြန်မယ်နော်နောက်နံပါတ်6လေးကကြတော့ noun ဝပေါ့ဒီမှာကအနောက်မှာဆန့်ကျင်ဘက်အဓိပ္ပာယ်နှစ်မျိုးကိုပြောချင်တဲ့အခါမှာလဲ noun ဝဆိုပြီးတော့သုံးပါတယ်တဲ့နော်ခေါင်းစဉ်တစ်ခုခု topic တစ်ခုခုအနေနဲ့အစပြုပြီးတော့မှဆန့်ကျင်ဘက်ကိုဖော်ပြခြင်းတဲ့အခါမှာ noun ဝဆိုပြီးတော့သုံးပါတယ် example sentence လေးမှာ wine wa nomimas က biru wa nomimasen တဲ့ wine ကတော့တောက်ပေမဲ့လဲ beer ကတော့မတောက်ပါဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ wa ဆိုတာလေးကကတော့ဆိုတဲ့ပုံစံလေးနဲ့ခေါင်းစဉ်အနေနဲ့ဆွဲထုတ်တဲ့ပုံစံမျိုးလေးပေါ့နော် wine ဆိုတဲ့ဟာလေးကိုခေါင်းစဉ်အနေနဲ့ဆွဲထုတ်တယ်တောက်တယ် biru ဆိုတဲ့ဟာလေးကိုခေါင်းစဉ်အနေနဲ့ဆွဲထုတ်တယ်ဟိုဟာတော့မတောက်ဘူးပေါ့နော်ပြီးရင်သူတို့နှစ်ခုကအဓိပ္ပာယ်ဆန့်ကျင်ဘက်အနေနဲ့တက်ရောက်ပါတယ်နော်昨日は山が見えましたが今日は見えませんမနေ့တော့ငါတောင်ကိုမြင်ခဲ့ရပေမဲ့ဒီနေ့တော့မမြင်ရဘူးပေါ့ဒါဆိုမနေ့ကနဲ့ဒီနေ့ကဆိုတဲ့ခေါင်းစဉ်နှစ်ခုကိုဆွဲထုတ်ထားတယ်ပြီးရင်ဆန့်ကျင်ဘက်အဓိပ္ပာယ်နှစ်ခုနဲ့ပြီးတော့သူတို့ကိုဝလေးနဲ့ဆက်ထားတယ်ပေါ့နော်昨日は今日はဆိုပြီးတော့နော်ဒါကြောင့်မလို့ဒီဝလေးတွေလိုမျိုးပဲဆန့်ကျင်ဘက်အဓိပ္ပာယ်နှစ်မျိုးနဲ့တက်ရောက်တဲ့အခါမှာလည်းခေါင်းစဉ်တွေနဲ့ဆွဲထုတ်ပြီးတော့မှစာကြောင်းလေးတွေဆက်လို့ရပါတယ်နော်ဒါလေးကိုရှင်းပြထားတာဖြစ်ပါတယ်။ကဲဒါဆိုနောက်ဆုံးနံပါတ်9ဖြစ်တဲ့ဝလေးဒီဝလေးကကြတော့တခြား particle လေးနဲ့အတူတူတွဲပြီးတော့မှသူတို့ရဲ့အရှိရ noun လေးတွေကိုပို့ပြီးတော့မီးမောင်းထိုးတယ် highlight လုပ်ခြင်းတဲ့အခါမှာလဲဝလေးတွေကိုတွဲပြီးတော့ကပ်ပြီးတော့သုံးပါတယ်တဲ့။ example sentence လေးကြည့်အောင်နော်။日本で馬を見ることができません။ဂျပန်တွင်မြင်းကိုမတွေ့ရဘူးပေါ့နော်မီရုခိုတိုကတက်ကီမာဆန်ဆိုတာကမတွေ့နိုင်ဘူးလို့ပြောတဲ့ပုံစံပေါ့ကဲဒါဆိုရင်ဒီစာကြောင်းလေးကပြည့်စုံနေပြီเนาะဂျပန်တွင်မြင်းကိုမတွေ့ရဘူးမတွေ့နိုင်ဘူးဒါပေမဲ့ဒီသဲရဲ့နောက်မှာအမတို့ဝလေးကိုကပ်ပေးလိုက်မယ်日本では馬を見ることができませんဂျပန်မှာတော့မြင်းကိုမတွေ့နိုင်ဘူးဒါဆိုရင်ဒီမှာသဲဝလို့ပြောလိုက်ခြင်းအဖြစ်ဂျပန်မှာတော့ဆိုပြီးတော့မှဒီဂျပန်ဆိုတာလေးကိုပို့ပြီးတော့မှ highlight လုပ်တဲ့မီးမောင်းထိုးပြတယ်စာကြောင်းလေးကပို့ပြီးတော့ရုပ်လုံးပေါ်တယ်ကြွသွားတယ်အတိတ်ပဲပို့ပြီးပြည့်စုံသွားတယ်လို့ခန်းစားရတယ်ပေါ့နော်ဒါကြောင့်မလို့သဲဆိုတဲ့ particle လေးရှိနေပေမဲ့လည်းအနောက်မှာဝလေးကိုထပ်ပြီးတော့ထည့်ပြီးသုံးလိုက်တဲ့ပုံစံမျိုးလေးပေါ့နော်日本ではဂျပန်မှာတော့ဆိုပြီးတော့အတိတ်ပဲလေးနဲ့ဘာသာပြန်တယ်ပေါ့短期のいい日に海が見えるんですရာသီဥတုကောင်းတဲ့နေ့မှာပင်လယ်ကိုမြင်ရတယ်ပေါ့ကဲဒါဆိုရင်လည်းစာကြောင်းပြည့်စုံပြီးသားပဲเนาะရာသီဥတုကောင်းတဲ့နေ့မှာပင်လယ်ကိုမြင်ရတယ်ဒါပေမဲ့ဒီ particle နေ့ရဲ့နောက်မှာဝလေးကိုထည့်ကြည့်လိုက်မယ်เนาะဒါဆိုရင်短期のいい日には海が見えるんですဘာသာပြန်မယ်ဆိုရင်ရာသီဥတုကောင်းတဲ့နေ့မှာတော့ပင်လယ်ကိုမြင်ရတယ်ဒါဆိုအဲ့ရာသီဥတုကောင်းတဲ့နေ့မှာဆိုတာလေးကိုပို့ပြီးတော့မီးမောင်းထိုးလိုက်တယ်ပို့ပြီးတော့ရုပ်လုံးပေါ်သွားတယ်เนาะတခြားနေ့မှာတော့မမြင်ရဘူးအဲ့ဒီနေ့မှာတော့မြင်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါကြောင့်မလို့ particle နေ့လေးရှိနေပေမဲ့လည်းနေ့ရဲ့နောက်မှာဝလေးထပ်ကပ်ပြီးတော့မှဒီစာကြောင်းလေးပို့ပြီးပြည့်စုံစေတယ်ရာသီဥတုကောင်းတဲ့နေ့ဆိုတာလေးကိုပို့ပြီးတော့ highlight လုပ်ပြီးတော့မီးမောင်းထိုးပြရတယ်ပေါ့နော်ဒီလိုနေရာလေးတွေမှာ particle ဝလေးတွေကိုထပ်ပြီးတော့ထည့်ပြီးသုံးပါတယ်တဲ့နောက်တစ်ကြောင်းကိုရေကာရာတိုကျိုစကိုင်းထရီကမီယေမာဆန်ဒီနေရာကနေတိုကျိုစကိုင်းထရီကိုမမြင်ရပါဘူးပေါ့နော်ဒီမှာဆိုတဲ့စာကြောင်းကပြည့်စုံပြီးသားဒါပေမဲ့ဒီခါရာဆိုတဲ့ particle လေးရဲ့နောက်မှာအမားတို့ဝလေးကိုထည့်လိုက်မယ်ခိုရဲခါရာဝတိုကျိုစကိုင်းထရီကမြင်မှာဆန်ဒီနေရာကဆိုရင်တော့ဖြင့်တိုကျိုစကိုင်းထရီကိုမမြင်ရဘူးပေါ့နော်ဒါဆိုရင်ဒီနေရာမှာဆိုရင်တော့ဖြင့်ဆိုပြီးတော့မှဒီနေရာလေးကိုပို့ပြီးတော့ highlight လုပ်တဲ့မီးမောင်းထိုးပြရဲဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်နော်ဒီလိုနေရာမျိုးတွေမှာ particle ဝလေးတွေကိုတခြား particle လေးနဲ့တွဲပြီးတော့သုံးတယ်ဆိုတာကို example sentence လေးတွေပြောပြတာဖြစ်ပါတယ်
ဒါကြောင့်မို့ဒီဝလေးတွေကနီးနဲ့တွဲပြီးတော့မှနီဝါတို့သဲဝါတို့နော်ဝါတို့ခါရဝါတို့မာသဲဝါတို့စသဖြင့်တွဲပြီးတော့သုံးတယ်ပေါ့နော်ဝါနဲ့တွဲပြီးမသုံးတဲ့နှလုံးရှိတယ်ပေါ့နော်အိုနဲ့ဂါကတော့ဝါနဲ့တွဲပြီးတော့မသုံးပါဘူးเนาะနာနီနာနီအိုဝါတို့နာနီနာနီဂါဝါတို့အဲ့လိုမျိုးတော့မသုံးဘူးပေါ့နော်ဆိုတော့ဒီအပေါ်က9လုံးနဲ့တွဲတယ်ဒီအောက်က2လုံးနဲ့မတွဲပါဘူးတဲ့ကြည့်ဒါဆိုလို့ရှိရင်နောက် particle ဝလေးတွေကိုတခြား particle လေးနဲ့တွဲသုံးပြီးတော့မှအဲ့ဒီ noun လေးတွေကိုပို့ပြီးတော့မှ highlight ဖြစ်စေတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုတော့ဒီနေ့ရဲ့သင်ခန်းစာ9ခုကတော့ဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့ခါနိုခဲလေးတွေခါနိုတိုရှိလေးတွေလေ့လာခဲ့တယ်သူတို့သုံးပြီးတော့မှ example sentence လေးတွေလေ့လာခဲ့ပြီးပြီဆိုတော့ miemas နဲ့ kikoemas နဲ့မြင်ရတယ်သို့မဟုတ်ကြားရတယ်ပေါ့နောက် thekimas ကပြီးမြောက်သွားတယ်ဖြစ်မြောက်သွားတယ်ဆိုတဲ့ပဲနောက် shika ကကြတော့သူ့ရဲ့နောက်မှာ negative verb လေးနဲ့လိုက်တယ်အဲ့ဒါဒါမျှပဲရှိပါတယ်ဖြစ်ပါတယ်ဆိုတဲ့ပဲမျိုးလေးပြီးရင် noun ဝဆိုပြီးတော့ noun ကို topic အနေနဲ့ဆွဲထုတ်ပြီးတော့မှစန့်ကျင်ဘက်အဓိပ္ပာယ်စာကြောင်းလေးလက်ဆက်လို့ရတယ်လို့ဒီဝလေးကတခြား particle လေးနဲ့တွဲပြီးသုံးပြီးတော့မှအဲ့ဒီဘေးနားမှာရှိတဲ့ noun လေးကိုပို့ပြီးတော့ highlight လုပ်တဲ့မီးမောင်းထိုးပြတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သုံးတယ်နော်ဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြည့်ရှုပေးရတော့လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြပါဦးမယ်ဆိုရတဲ့ว่าまた次の動画で会いましょうバイバイ